အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေအတည်ပြုချက်2025ခုနှစ်မေလ23ခုနှစ်နေ့ယနေ့မြန်မာစံတော်ချိန်နနက်10:00နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းကမ်းခြေအနီးတွင်ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည်မြောက်အရှေ့မြောက်ဘက်သို့ရွှေ့ရှားခဲ့ရာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိခဲ့ပါသည်အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည်လာမည့်80နာရီတွင်အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့်အပြိုင်မြောက်အရှေ့မြောက်ဘက်သို့ဖြင်းညင်းစွာဆက်လက်၍လျားနိုင်ကပိုမိုအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်ဖြစ်ပေါ်လာသောအားကောင်းသောအပူပြန်တက်တိမ်တိုက်များကြောင့်၎င်းအရှိလေပွေလှိုင်းများကြောင့်၎င်းမုတ်တုံလေးဆက်လက်ဝင်ရောက်နေမှုကြောင့်၎င်းယနေ့မှစ၍ဇွန်လ6ရက်နေ့အတွင်းတပြည်လုံးတွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းကနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်